Hello ဝေးမင်္ဂလာပါခင်ဗျာခုကတော့9မိုင်မှာရှိတယ် Bounce Space Playground မှာသွားကစားမှာပဲဖြစ်ပါတယ်ရောက်ပါပြီဒီမှာလေကလေးရောလူကြီးရောဆော့လို့ရပါတယ်ဒါပေမဲ့ဒီမှာကလူကြီးတွေအတွက်ဆော့လို့ရတဲ့ဟာတွေပုံများတယ်အဲဒါကြောင့်မို့လူကြီးတွေပူလာကြတယ်ပထမဆုံးကစားမယ့်ကစားနည်းကတော့ခုံဒီခုံကစားနည်းလေးပဲဖြစ်ပါတယ်ဒီကစားနည်းကဘယ်လိုကစားရလဲဆိုတော့ဟိုဘက်ဒီဘက်လိုက်ခုံနေရပြီပြီးတော့ဒီမှာကခုံလို့ရတဲ့နေရာတွေကပုံများတယ်ခုံလို့ရတဲ့နေရာကလည်းပူကျဲတယ်ပြီးတော့အဲ့လိုမျိုးအကွက်တွေရတယ်အများကြီးပဲခုကစားနည်းလေးကတော့ပင့်ကိုအိမ်ကစားနည်းပဲဖြစ်ပါတယ်သူကနေရာမှာရှိတဲ့အဲ့ပင့်ကိုအိမ်လိုလုပ်ထားတဲ့တိတ်တွေနဲ့တိတ်တွေမျိုးကတ်ခွာရတယ်ပေါ့နော်အဲ့ခုပြတာလေအင်ကြီးမှာချီတယ်ကတ်ခွာရင်ကဲရမှာကွာပြီးအဲ့လိုကတ်ဖို့လေခုံပြီးတော့ကောက်ရအောင်မှာခုံလို့ရရတယ်ထားတာပဲကွာဒါပေမဲ့အဲ့ကတ်ခွာတွေကကြာလာတော့တိတ်မကတ်ချင်တော့ကွာကတ်ကိုမကတ်တော့တာအခုတက်ကစားမှာကတော့ zip line စီမှာပဲဖြစ်ပါတယ်ဒီမှာကကလေးတွေမရှိတာတော့မဟုတ်ဘူးကလေးတွေကရှိတယ်ဒါပေမဲ့ကလေးတွေလို့လူငယ်လူကြီးတွေကပုံများနေတာကွာအဲ့တော့လူလည်းကစားရုံနဲ့ပြီးတော့ကစားနည်းတော်တော်များများလေလူကြီးတွေကစားလို့ရအောင်လုပ်ပေးထားတာတွေပါတယ်ကွာအမောပြီလေးတောင်တက်လာအောင်မယ်ဗျာဒီမှာကတက်ရတဲ့နေရာကအမြင့်ကြီးဆိုတော့အဆုံးထိမတက်တော့ပါဘူးခုံချမှာတရားလိုပါခုကတော့အမြင့်နေပေါ်ကိုတက်လန်းရမယ်ကစားနည်းပဲဖြစ်ပါတယ်ဒီကစားနည်းကတော့ချစ်တလန်းချင်းစီရဲ့ပေါ်မူတည်နေလို့ကိုယ့်ရဲ့ balance ပေါ်နဲ့မူတည်နေပါတယ်ပြီးတော့ဒီမှာကပူပြီးတော့မြင့်နေကွာတော်တော်လေးကမြင့်အဲ့အတိုင်းနေရလေအဲ့လိုမျိုးပူမြင့်တော့လှမ်းရတဲ့ခြေလမ်းတိုင်းကအပေါ်ရောက်လီပူစိတ်လိုရှားလီပဲဒါပေမဲ့ကိုယ်ပိုင်တော့တက်ခဲ့ပါဘူးထုံးစံတိုင်းအောက်ကနေပဲအားချောင်းခဲ့တာပါပြီးတော့ကွာအဲ့အောက်ကတိုင်နေရလီဘယ်လိုပြောအောင်အပေါ်ရောက်လီနည်းနည်းလှုပ်တယ်လို့ပဲတဲ့ပေါ်ရောက်လီလှုပ်လီပဲကွာအဲ့တော့ဟိုးအမြင့်ဆုံးကိုရောက်လီပြီအောက်ကတိုင်ရလှုပ်နေလီဒူးကခန္ဓာကိုယ်ကဘယ်မဖြစ်ပဲနဲ့ပို့ပြီးလှုပ်နေဖြစ်တယ်ကွာအခုကစားပြမှာကတော့ရှော့စီရမယ်ကစားနည်းပဲဖြစ်ပါတယ်ပြီးတော့ကွာဒီမှာကရှော့တွေအစားအမြင့်ကြီးပဲအမြင့်မှာတော်တော်မြင့်တာကွာဒီလားသူကကွာမြင့်တဲ့အပြင်ကမှဟိုရှော့ရဲ့မမတ်ကြီးကွာဒီလားအားကြီးမမတ်ကြီးဆိုတော့ပို့ပြီးတော့အသေးရဖို့ကောင်းအပေါ်ကနေကြားလိုက်ဒီတစ်ခုကဘေးရတစ်ခုတက်နည်းနည်းပိုပြီးမြင့်တယ်ကွာအဲ့တော့စီးရတာပိုပြီးတော့စိတ်လှရှားဖို့ကောင်းတယ်ဒီရှော့လေးကတော့နည်းနည်းလေးပြောဖို့ကောင်းတယ်လို့ပြောရမယ်ဘာဖြစ်လို့ဆိုခုနရှော့လို့
အရင်လည်းမမှတ်ဘူးမြင်တာတော့မြင်တယ်ကွာဒါပေမဲ့သူကအလင်းမလို့ခုံးလေးပါပါတယ်ကွာအဲ့တော့စီးရဘယ်လိုပြောနည်းလီအချိန်လည်းမများကွာအချိန်လေးလျော့သွားတယ်အဲ့လိုပူပြီးတော့စီးလို့ကောင်းတယ်ကွာရှောရီအားလုံးနဲ့မှာစီးလို့အကောင်းဆုံးနဲ့ပြောဖို့အကောင်းဆုံးကတော့အခုစီးရမယ်ရှောပဲဖြစ်ပါတယ်ဘာလို့ပြောဖို့ကောင်းလဲဆိုတော့သူကကွာအဲ့ခုဘောဝင်းကအဲ့အတိုင်းနဲ့စီးရကွာပြီးသူအောက်မှာလို့အခွက်လေးလောက်ထားတယ်ကွာခွက်လေးလောက်ထားတော့သူအဲ့လိုအရှိန်နဲ့ကြားလိုက်ပြီးသူအဲ့ခွက်ယူသူဖြတ်ပြီးတော့ဟိုအဲ့ခုပြထားတဲ့အတိုင်းပဲပြအီးပေါ့သူကကြားတော့မှယူမကြောက်ကွာဒီလားလိုမျိုးတခါလေးကျရင်တပတ်လေးပြီးကြားတာလို့ဟိုပေါက်ရိပ်ကြားတာလို့ဖြစ်တယ်ကွာလို့ဒီရှောကတော့ကိုယ်တိုင်ပေါဝင်ခံစားလိုက်ပါတယ်သူအမှမြင်တဲ့အတိုင်းပဲလို့စောက်ထိုးကြီးကြားတာလို့ပေါက်ရိပ်ကြားတာလို့အမှကြည့်အမှအရှိန်နဲ့ကြာလာပြီးအရာယူဖြတ်သွားပြီးဆိုရင်တော့တစ်ပတ်ပါလေဟောအခုစောမဲ့ကစားနည်းကတော့ချမ်းပြင်ကနေသူကအောက်ကိုကျွန်းကြပြီးတော့တုတ်ကျသွားမဲ့ပုံစံကစားမှာပဲဖြစ်ပါတယ်အဲ့ဒါဘယ်လိုကစားလဲဆိုတော့အဲ့လိုမျိုးအခုအဲ့ဒီပိတ်ထားတယ်အဲ့လိုတခိုင်းနှစ်ချက်ပေါ့အဲ့လိုမျိုးချမ်းပြင်နှစ်ချက်ပေါ်မှာလဲရတယ်လဲပြီးသွားလို့ဘီနာတယောက်ကလို့ခလုတ်လေးနေတာနေအဲ့တစ်ချက်ရပွင့်ပြီးပုံမှာအိမ်ကြီးလို့အောက်ကိုပြုတ်ကြပါသူကကွာအဲ့ဒါကြီးကအောက်ကိုပွင့်သွားပြီးတော့ပြုတ်ကြသွားမယ်ဆိုတာလေသိရကွာဒါပေမဲ့ဘယ်ချိန်ပြုတ်ကြမလဲမသိတာပြုတ်ကြသွားပြီဆိုရင်လည်းရှင်နေမှာမျိုးအေးနေဖြစ်သွားပြီအောက်ကြီးပြုတ်ကြအောင်အောက်မှာတော့ဖော်ရရှိရမနာပါဘူးပြောဖို့ကောင်းတယ်ဒီဟာကခုနပြုတ်ကြတဲ့ဟာစောရပြီးနာမှာပဲထားထားတဲ့ကန်ကြီးကွာကန်ကြီးကိုပြောရမလားအဲ့လိုဖော်တုံးကြီးနဲ့ဖြည့်ရတဲ့နေရာကြီးပေါ့သူအဲ့နေရာကြီးတော့ခုံချလိုက်ရအထဲဝင်နေလို့ရတယ်ဒါပေမဲ့သူကအထဲပြုတ်ကြသွားရင်ပြန်ထားဖို့တော့ခက်တယ်ကွာနည်းနည်းခုစားမဲ့ကစားနည်းလေးကတော့ဘောလုံးတွေဝင်ပြီးတော့တယောက်နဲ့တယောက်လိုက်တက်ရမယ်ကစားနည်းပဲဖြစ်ပါတယ်သူကအဲ့လိုလေထိုးထားတာလားဒါမှမဟုတ်ဘယ်လိုလုပ်ထားလဲတော့မသိဘူးကွာအဲ့တဲကိုဝင်ပြီးတော့အဲ့တဲရောက်တာနဲ့တပြိုင်နက်တည်းမှာအဲ့ယူကင်ပြီးတော့လိုက်တက်ရမှာဟောအဲ့လိုမျိုးသူကအထဲမှာကျတော့ကွာတကူသာပဲဝင်ရတာဆိုနေရောကွာမုန်းတယ်လို့ခံစားရတယ်ကွာဒီလားမခေါင်းထွက်ထားရင်မုန်းကွာခေါင်းကအလေလောက်ရောက်နေတယ်မုန်းတယ်ကွာဒီလားပြီးတော့အဲ့ဝေကြီးကနည်းနည်းလေးအဲ့တော့ပြုတ်ကြပြီဆိုရင်လို့ပြန်ထားရတာတော့ဘာလို့နည်းနည်းခက်တယ်ကွာဒါပေမဲ့ကစားရတာတော့ပြောဖို့တော်တော်ကောင်းပါတယ်ဒါကတော့ခုနဘောလုံးကြီးတွေဝင်ပြီးတော့တယောက်နဲ့တယောက်လိုက်တိုက်ပြီးတဲ့အခါမှာမောပြီးတော့ခဏနားတဲ့အချိန်ပေါ့ခုကတော့ဆရာမကြီးရဲ့တကူတော့စကေးတွေကိုရှူစားရမှာပဲဖြစ်ပါတယ်ဒီကစားနည်းလေးကခဏကိုအလေးချိန်ကိုထိန်းချုပ်ပြီးတော့ကျိုးရီကြားထဲမှာဖြတ်တန်းသွားလာရမှာပဲဖြစ်ပါတယ်
သူကကိုယ့်ရဲ့ခန္ဓာကိုယ်လေးချေဘူးကွာကိုယ်တိုင်တခြားထိမ့်ပြီးတော့ကျိုးတွေလှုပ်နေတဲ့ပုံမှာတလန်ချင်းစီတစ်ခုချင်းဒီတခြားအာရုံစိုက်ပြီးတော့ဖြတ်တန်းသွားရမယ်ကစားနည်းမျိုးပဲဖြစ်ပါတယ်လွယ်လားမလွယ်လားတော့ရုန်းကန်နေရတယ်ဆရာမကြီးကိုပဲချက်တော့ရှိုးလိုက်ပါအောင်အင်မတန်မှကိုခက်ခက်ခဲခဲနဲ့ကြိုးစားပြီးတော့ရုန်းကန်ရမယ်ကစားနည်းမျိုးပဲဖြစ်ပါတယ်အဲ့တော့ရုန်းကန်နိုင်မှသာဒီကစားနည်းကိုကစားကြပါလို့တိုက်တွန်းချင်ပါတယ်ခဏနေရင်တော့ပြန်มาတော့မယ်ဒီမှာကတွေ့တဲ့တိုင်းပဲလူကြီးကြီးစုံလို့ရတဲ့ကစားနည်းပုံများပါတယ်ကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးထူးတင်ရှိပါတယ်